လူဆိုတာမအောင်မြင်တဲ့အချိန်မှာအထင်သေးခံအောင်မြင်တဲ့အခါမှာလေးစားအားကြတာအမြင့်ကိုမရောက်ခင်မှာဆွဲချခံအမြင့်ကိုရောက်သွားတဲ့အခါကျတော့သူတို့တွေကိုဆွဲကူဖို့အတွက်သူတို့လက်တွေရှာလူတွေရဲ့သဘာဝကနေနေမယ်လဲပဲဆိုမကုန်ကြီးရှက်ကိုယ့်ထက်သာသွားရင်တော့မနာလို့ဖြစ်တယ်လိုက်လို့မမီတော့ဘူးအားကြတယ်အားနဲ့ဆရာမကြီးကျွန်တော်ချိန်တိုင်းဟောပြနေတယ်ဘာပြောခဲ့ပါလူရည်လို့ဖြစ်လာရင်ဘာကားလို့ဘဝမပြည့်နဲ့ဘဝမမေ့နဲ့ဘုံမော်တော်မသုံးနဲ့ဗျမ်းမလာမနေနဲ့မိဘကိုလည်းပြမထားဟုတ်ကဲ့ပါဆရာပြီးတော့ဘဝဆိုတာထင်တယ်လို့မလွယ်ဘူးမြင်လာလို့ရှောက်စကားပြောတဲ့နေရာမှာလည်းမပြောခင်မှာစဉ်းစားပြီးမှပြောပြီးရဲ့စကားကိုလည်းပြန်ပြီးစဉ်းစားနောက်ဆုံးပြောချင်တာကတော့နေရာကောင်းရဖို့တောင်းကိုလုပ်တဲ့အလုပ်ပေါ်မှာစီနာပြီးကောင်းထားပြီးတာလုပ်အားဆိုရင်နေရာကောင်းရတယ်ဟုတ်ကဲ့ဆရာဆရာကနားတော့ဆက်တယ်ဆိုတာမအောင်မြင်တဲ့ဖြစ်သေးအောင်မြင်တဲ့အခါမှာလေးစားအားကြတယ်အမြင့်ကိုမရောက်ခင်ဆွဲချတယ်အမြင့်ကိုရောက်သွားတဲ့အခါကျတော့သူတို့တွေကိုဆွဲကူဖို့အတွက်သူတို့လက်တွေကမ်းလာတယ်လူတွေရဲ့သဘာဝကနေနေလဲပဲဆိုမကုန်ကြီးရှက်ကိုယ့်ထက်သာသွားရင်တော့လိုက်လို့မမီတော့ဘူးဆိုရင်အားကြပြီးကြတယ်ပေါ့အားနဲ့ဆရာမကြီးကျွန်တော်ချိန်တိုင်းဟောပြနေတယ်ဘာပြောခဲ့ပါလူရည်လို့ဖြစ်လာရင်ဘာကားလို့ဆိုတော့ဘဝမမြင့်နဲ့ဘဝမမေ့နဲ့ဘုံမော်တော်မသုံးနဲ့ဗျမ်းမလာမနေနဲ့မိဘကိုလည်းပြမထားဟုတ်ကဲ့ပါဆရာပြီးတော့ဘဝဆိုတာထင်တယ်လို့မလွယ်ဘူးမြင်လာလို့ဆိုတော့စကားပြောတဲ့နေရာမှာလည်းမပြောခင်မှာစဉ်းစားပြီးမှပြောပြီးရဲ့စကားကိုပြန်ပြီးတော့နောက်ဆုံးပြောချင်တာကတော့နေရာကောင်းရဖို့လည်းတောင်းနေတာကိုလုပ်တဲ့အလုပ်ပေါ်မှာပဲစီနာစီကောင်းထားပြီးတာလုပ်အဲ့ဒါဆိုလို့ရှိရင်နေရာကောင်းရမှာဟုတ်ကဲ့ဆရာကနားတော့ကျွန်တော်တက်နိုင်တယ်ဆိုတာမအောင်မြင်တဲ့အချိန်ထင်သေးတယ်အောင်မြင်တဲ့အခါမှာလေးစားအားကြတာအမြင့်ကိုမရောက်ခင်မှာဆွဲချတယ်အမြင့်ကိုရောက်သွားတဲ့အခါကျတော့သူတို့တွေကိုဆွဲကူဖို့အတွက်သူတို့လက်တွေကမ်းလာတယ်လူတွေရဲ့သဘာဝကနေနေမယ်လဲပဲဆိုမကုန်ကြီးရှက်မယ်ကိုယ့်ထက်သာသွားရင်လိုက်လို့မမီတော့ဘူးဆိုတော့အားကြပြီးကြတယ်အားနဲ့ဆရာမကြီးကျွန်တော်ချိန်တိုင်းဟောပြနေစကားလေးပြောခဲ့ပါလူရည်လို့ဖြစ်လာရင်ဘာကားလုံးဆောင်းရတယ်ဘဝမပြည့်နဲ့ဘဝမမေ့နဲ့ဘုံမော်တော်မသုံးနဲ့ဗျမ်းမလာမနေနဲ့မိဘကိုလည်းပြဟုတ်ကဲ့ပါဆရာပြီးတော့ဘဝဆိုတာထင်တယ်လို့မလွယ်တဲ့အတွက်မြင်လာလို့ရှောက်ပြောစကားပြောတဲ့နေရာမှာလည်းပြောခင်မှာစဉ်းစားပြီးမှပြောပြီးရဲ့စကားကိုပြန်ပြီးစဉ်းစားနောက်ဆုံးပြောချင်တာကတော့နေရာကောင်းရဖို့တောင်းနေတာကိုလုပ်တဲ့အလုပ်ပေါ်မှာစီနာစီကောင်းထားပြီးတာလုပ်အဲ့ဆိုလို့ရှိရင်နေရာကောင်းရတာဟုတ်ကဲ့ဆရာကနားတော့ကျွန်တော်တက်နိုင်တော့လူဆိုတာမအောင်မြင်တဲ့အချိန်မှာအထင်သေးခံအောင်မြင်တဲ့အခါမှာလေးစားအားကြတာအမြင့်ကိုမရောက်ခင်မှာဆွဲချခံ